တို့ရဲ့ business တွေအနေနဲ့က government interface နဲ့ sustainability ကိုနားလည်ရမယ်။ဘာဖြစ်လို့လဲဆိုတော့မင်းတို့ရဲ့ business တွေကိုရေရှည်တည်တဲ့ဖွံ့ဖြိုးစေခြင်းလို့ဟုတ်ပြီနော် government interface ဆိုတာဘာလဲ။ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် government interface ကဘာလို့လုပ်တင်တာလဲ။ government interface ဆိုတာက government ကသတ်မှတ်ထားတဲ့အစိုးရကသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့လုပ်ငန်းဘက်က operation တွေလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ကိုဂျားမှာ relationship ဖြစ်အောင်လုပ်တာကိုက်ညီအောင်လုပ်တာအစိုးရရဲ့ဟာကိုမပယ်ချဘဲနဲ့လုပ်တာတနည်းအားဖြင့်ပြောမယ်ဆိုပတ်လာ၃ခုရှိတယ် environment တွေပတ်ဝန်းကျင်ကို view ဆိုင်ပြီးအခုနိုင်မှလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ခြင်းပတ်ဝန်းကျင်ကိုအထူး view ဆိုင်ဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကိုအထူး view ဆိုင်အပင်တွေကိုမလုပ်နဲ့မြောင်းတွေဖော်ပေးအပင်တွေကိုမဖျက်ဆီးနဲ့မြောင်းတွေဖော်ပေးပတ်ဝန်းကျင်စိမ့်လန်းတာယာဖို့လုပ်ဟုတ်ပြီနော်နောက်တစ်ခုက social လူတွေကိုအကျိုးပြုပေးအခုငလင်တွေဖြစ်တယ်လူတွေကောင်းတယ် pride အသင်းတွေလူတွေကောင်းတယ်လူတွေကိုဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ပေးတယ်ကောင်းတယ်ပြီး economics အရာဆိုရင် profits ဖြစ်အောင်လုပ်ကြဒီ3 pillar ဆိုတဲ့ဒီထောက်တိုင်3ခုနဲ့ပြည့်စုံတယ်ဆိုရင် government regulation တွေနဲ့မင်းတို့ရဲ့ business operation တွေကကိုက်ညီတယ်ဆိုရင်မင်းတို့ဒီ sustainable business တွေဖြစ်လာတယ်ဟုတ်ပြီနော်အဲဆိုတော့ဒါတွေကိုသေချာနားလည်အောင်သင်တာဖြစ်ပါတယ်